Hello MI podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ Cass ဖြစ်ပါတယ်ရှင်။ဒီနေ့ podcast လေးမှာတော့အလေးအကျင့်သေးသေးလေးတွေကနေကြီးမားတဲ့တိုးတက်မှုရရှိအောင်ဘယ်လိုလုပ်ဆောင်လို့ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တချို့တွေကအချိန်ခဏလေးအတွင်းမှာကြီးကြီးမားမားအရာတွေကိုဖိလုပ်ပြီးအောင်မြင်ကျင်ကြရတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါကဖိအားများတယ်လို့အောင်မြင်ဖို့လည်းခက်ပါတယ်။တကယ်အလုပ်ဖြစ်တာကတနေ့ကိုနည်းနည်းချင်းစီတိုးတက်သွားအောင်လုပ်တာပါပဲ။ဒါကြောင့်မလို့တနေ့လုံးအားကုန်ခံပြီးလုပ်မဲ့အစားတရက်ကို100%ပဲမနေ့ကထက်ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးထားကြည့်ပါ။နေ့တိုင်း100%စီတိုးတက်နေရင်တနေ့ကြာရင်မယုံကြည်နိုင်တော့အောင်ကြွားချသွားပါပြီ။ဒါကပေါင်းစည်းတက်ရောက်မှုcompound effect ရဲ့အစွမ်းပါပဲ။အစပိုင်းမှာဖြည်းဖြည်းလေးပဲရွေးနေတယ်ဆိုပေမဲ့နောက်ပိုင်းကျရင်အချိန်ရလာရောဆိုတော့ကဒီလို100%စီတိုးတက်ဖို့အလေးအကျင့်အသစ်တွေစခြင်းရင်အခု Cass ပြောပြမယ့်အချက်၄ချက်ကိုလိုက်နာကျင့်သုံးလို့ရပါတယ်။နံပါတ်1မျက်စိရှေ့မှာမြင်သာအောင်ထားပါဥပမာမနက်ခင်းလမ်းလျှောက်ချင်တယ်ဆိုရင်ညကတည်းကလမ်းလျှောက်ဖက်နှက်ကိုတကားနားမှာထောင်ထားလိုက်ပါမြင်တာနဲ့အော်ငါမနဲ့လမ်းလျှောက်ရမှာဆိုပြီးစိတ်ထဲကအလိုလိုသိသွားအောင်လုပ်ပါနံပါတ်2လောက်ရမှာပြင်းတဲ့အရာကိုအကြိုက်ဆုံးအရာနဲ့တွဲလုပ်ပါကိုအကြိုက်ဆုံးကော်ဖီပူပူလေးတောက်ရင်စာဖတ်တာမျိုးလေ့ကျင့်ခန်းလုပ်နေချိန်မှာကိုအကြိုက်ဆုံးသချင်းတွေဖွင့်လာတာမျိုးတို့ပေါ့နံပါတ်3လွယ်ကူတဲ့အရာတွေနဲ့အစပြိုးပါစာအုပ်တစ်အုပ်ဖတ်မဲ့အစားစာတစ်မျက်နှာပဲဖတ်မယ်လို့ပြောင်းလုပ်ပါစတင်ဖို့လွယ်ကူသွားရင်အလေးအကျင့်တစ်ခုတည်ဆောက်ဖို့ကတဝက်အောင်မြင်သွားပါပြီနံပါတ်4လုပ်ပြီးတိုင်းပျော်အောင်နေပါအလုပ်တစ်ခုပြီးပြီဆိုတာနဲ့လုပ်ပြီးပြီလို့အမှတ်အသားလေးတစ်ခုမှတ်လိုက်ပါဒီလိုလုပ်တာကငါတစ်ခုခုပြီးမြောက်သွားပြီဆိုတဲ့ခံစားချက်ကိုပေးတာမလို့အဲ့ဒီကျေနပ်တဲ့ခံစားချက်ကနောက်တစ်ချိန်ထပ်လုပ်ဖို့စိတ်အားထက်သန်မှုကိုဖြစ်စေပါတယ်နောက်ဆုံးအနေနဲ့မမေ့တင်တာလေးတွေကတော့တစ်ခါလောက်ပြက်ကွက်သွားတာနဲ့စိတ်တက်မကြပါနဲ့နောက်ရက်မှာမဖြစ်မနေပြန်စပါကိုယ့်ပုံစံကိုပြောင်းလဲခြင်းရင်ကိုငါကပြင်းတဲ့လူလို့သတ်မှတ်ထားတာထက်ငါကတိုးတက်မှုကိုအမြဲလိုချင်တဲ့လူလို့ပြောင်းပြီးခံယူလိုက်ပါဒီနည်းလမ်းတွေကိုသေချာအသုံးချကြည့်ရင်အလေးအကျင့်ကောင်းတွေကိုတည်ဆောက်နိုင်ပြီးဘဝမှာအောင်မြင်လာနိုင်မှာပါကိုသူတို့ရေကဲဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲရှင်အချိန်ပေးပြီးနားထောင်ခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် podcast တွေမှာပြန်တွေ့ကြရအောင်